ဘယ်တန်ကလေးတွေကိုညာလက်နဲ့ပြောင်းပြီးတော့သုံးခိုင်းတင်လားအဖြေကတော့ no ပါလုံးဝမသုံးစေချင်ပါဘူးလက်တလောရှယ်ရှင်မစီမှာကလေးပကြီးတင်တန်းလေးတွေမှာပေါ့နော်ဘယ်တန်ကလေးလေးတွေညာလာတာကိုတွေ့ရတယ်အဲ့မှာရှယ်ရှင်မကိုအရန်ကိုယုံကြည်ပြီးတော့ပေါ့နော်ပကြီးတင်လို့ရှိရင်ဒီဘယ်လက်ကနေပြီးတော့ညာလက်ကိုပါပြောင်းပြီးတော့လေ့ကျင့်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပြီးတော့လာထားကြတဲ့သူတွေလည်းရှိတယ်လူတယောက်စီတိုင်းမှာဘာဝအတိုင်းဒီသူ့ရဲ့တန်ရလက်လေးဆိုတာရှိတယ်အဲ့ဒီလက်ကိုဒီ control လုပ်တဲ့အုံနောက်ဘက်ချမ်းကပို့ပြီးတော့အားကောင်းတာကိုလည်းတွေ့ရတယ်ကလေးကလည်းဒါဘယ်ဘက်နဲ့သူ comfortable ဖြစ်လို့ကိုသူကဘယ်တန်ဖြစ်သွားတာညာတန်ကလေးကလည်းညာဘက်နဲ့ comfortable ဖြစ်လို့ကိုညာတန်ဖြစ်သွားတာလူ right brain နဲ့ left brain ဆိုပြီးရရှိတယ်ပေါ့နော်အဲ့ right brain နဲ့ left brain မှာသူကဘာတွေဘလို့အသုံးချလဲဘလို့အားသာမှုရှိလဲဆိုတဲ့ဟာလေးကိုနည်းနည်းရှင်းပြပါမယ်အဲ့ဒီရဲ့ right brain ဒီဘယ်ဘက်ချမ်း control လုပ်ပြီးတော့left brain ကကြတော့ညာဘက်ခြမ်းကို control လုပ်တယ်လို့ရတယ်ပေါ့နော်အဲ့တော့ညာဘက်ဒီ right brain ရဲ့လှုပ်ဆောင်မှုကကြတော့အနုပညာပိုင်းတွေ creativity ပိုင်းတွေဖန်တီးမှုစွမ်းအားတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဒီ right brain ကအလုပ်လုပ်တယ်အဲ့တော့ left brain ကကြတော့စီမံခန့်ခွဲမှုတွေသင်္ချာနဲ့ပတ်သက်တာတွေအတွက်ချက်တွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ left brain ကအလုပ်လုပ်တယ်အဲ့ဒီဟာကိုလေ့ကျင့်ပြိုးထောင်ယူလို့ရတဲ့အရွယ်ရှိတယ်လေ့ကျင့်ပြိုးထောင်ယူလို့မရတဲ့အရွယ်ရှိတယ်ပေါ့နော်အဲ့တော့အဓိကအားဖြင့်တော့ကလေးကပစ္စည်းတွေကိုစပြီးတော့ကင်တွယ်တဲ့အရွယ်အဲ့လိုအရွယ်လေးတွေမှာလေ့ကျင့်ပြိုးထောင်လို့ဆိုပြဿနာတိတ်မရှိဘူးအဲ့တော့ဒီချက်ရှင်မရဲ့ပကြီးတင်တန်းမှာလာတက်တဲ့ကလေးတွေက၈နှစ်9နှစ်အရွယ်တွေဖြစ်နေတယ်အဲ့၈နှစ်9နှစ်အရွယ်ဆိုတာကကြတော့ဒီဘဲတန်နေဆိုလို့ရှိရင်တော့သူက stable ဖြစ်နေတဲ့အနေအထားဖြစ်သွားပြီသူ brain ကလည်းဒီဘဲလက်နဲ့ used to ဖြစ်နေတဲ့အနေအထားဖြစ်သွားပြီအဲ့လိုအနေအထားကြီးမှာရှင်မတို့ကသွားပြီးအတင်းကျပ်ကြီးညာလက်ကိုတော့ပြောင်းလို့အဆင်မပြေဘူးအဲ့ဒါဆိုရင်ဘာဖြစ်သွားနိုင်လဲဆိုတော့ brain confused ဖြစ်သွားနိုင်တယ်ပေါ့နော် brain ကနေတတူကလုပ်နေရတဲ့အရာတွေနဲ့စန့်ကျင်ဘက်ဖြစ်သွားတဲ့အတွက် brain မှာ confused ဖြစ်တယ်အဲ့တော့ brain confused ဖြစ်ရင်ဘာတွေနောက်ဆက်တွဲဆက်ဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီကလေးကစာရေးတာဒီထက်ပိုပြီးနှေးလာနိုင်တယ်နောက်တစ်ခုကကလေးကဒီပုံမှန်အာယုံစိုက်နေရတဲ့အရာတွေပေါ်မှာအာယုံကောင်းကောင်းမစိုက်နိုင်တော့ဘူးသူအရင် favorite ဖြစ်တဲ့ subject တွေတောင်မှသူတိတ်မကြိုက်တော့တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ချက်ရှင်မအနေနဲ့ဒီဘဲတန်ကလေးလေးတွေကိုညာတန်အနေနဲ့တော့မပြောင်းလဲစေချင်ပါဘူးသူ့ရဲ့အရှိကိုရှိတိုင်းလေးပဲလက်ခံပြီးတော့သူ့ရဲ့အားတန်တဲ့အရာလေးတွေကိုပဲပို့ပြီး skill ဖြည့်ပေးချင်ပါတယ်အဲ့ဒီနေရာမှာပကြီးချက်ရှင်မပေါ့နော်ပကြီးတင်တဲ့အခါကြလို့ရှိရင်ဘဲတန်ကလေးလေးတွေအတွက်လုပ်ပေးတတ်တဲ့အရာလေးတွေတော့ရှိပါတယ်အဲ့ဒါကကြတော့သူကသူများကလေးတွေနဲ့မတူဘဲနဲ့သူ့ရဲ့ထိုင်တဲ့ဘက်အချမ်းပေါ့နော်ဥပမာအပြင်ချက်ရှင်မကညာတန်ကလေးဆိုလို့ရှိရင်ဘဲဘက်ချမ်းမှာထိုင်ပါတယ်အဲ့တော့ဘဲတန်ကလေးဆိုလို့ရှိရင်တော့ချက်ရှင်မကဒီညာဘက်ခြမ်းမှာထိုင်ပြီးတော့သူတို့ကိုတင်ပေးပါတယ်ဒါမှလည်းသူတို့ရဲ့ပုံလေးတွေကိုပို့ပြီးတော့တည်တည်ချာချာလေးမြင်ရတယ်ပို့ပြီးတော့တည်တည်ချာချာအာယုံစိုက်ပြီးသူတို့ရဲ့အမှန်တွေအမှားတွေကိုပို့ပြီးတော့ပြင်ပေးလို့လွယ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘဲတန်ကလေးတွေကဆက်စချင်းတင်တဲ့ခါကြလို့ရှိရင် drawing တင်တဲ့ခါမှာ drawing လေးတွေအနည်းငယ်စောင်းတာကိုတွေ့ရတယ်ညာဘက်တန်တဲ့ကလေးထက်ဘဲဘက်တန်တဲ့ကလေးက drawing ပို့ပြီးတော့မတိကျတာကိုတွေ့ရတယ်အဲ့ဒီခါကျတော့ဘယ်လိုလုပ်ပေးလို့ရလဲဆိုလို့ရှိရင်သူ့ရဲ့စာအုပ်ကိုအနည်းငယ်စောင်းပြီးတော့ဆွဲခိုင်းတဲ့အခါမျိုးမှာသူ့ရဲ့ပုံလေးတွေအနည်းငယ်တဲ့တယ်နောက်ပြီးတော့သူ့ကိုပို့ပြီးတော့ skill guide တင်ရတယ်ပေါ့နော်တခြားကလေးတွေထပ်ပို့ပြီးတော့ဘဲတန်ကလေးတွေကို skill guide ပြီးတော့တင်ပေးတဲ့အခါကျရင်သူ့ရဲ့ပုံလေးတွေကပို့ပြီးတော့စနစ်ကြတယ်ဘာလို့လဲဆိုတော့ဘဲတန်ကလေးတွေကလက်ရည်တိတ်လှရိုးထုံစံမရှိဘူးနောက်ပြီးတော့ drawing တင်တဲ့အခါကျလို့ရှိရင် drawing မညီတဲ့ကလေးတွေကလည်းဘဲတန်ကလေးတွေပဲပေါ့နော်သူတို့ကလက်ရပိုင်းတော့တိတ်ပြီးတော့အဆင်မပြေပေမဲ့ဒီ artistic ဖြစ်မှုမှာတော့သူတို့ကိုသွားရှင်လို့မရဘူးပေါ့နော်ဘဲတန်ကလေးတွေကပို့ပြီးတော့ညံကွန်မြူးတယ်ပို့ပြီးတော့ဒီ art နဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြရင်များများသိတယ်များများနားလဲတယ်ပို့ပြီးဖန်တီးနိုင်မှုစွမ်းရည်လည်းပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီဘဲတန်တဲ့ကလေးတွေက right brain မှာပို့ပြီးတော့အလုပ်လုပ်တယ်လို့ကြားဖို့တယ်ပေါ့နော်အဲ့တော့ right brain ရဲ့ဒီအလုပ်လုပ်မှုကလည်းသူကအနုပညာစွမ်းရည်တွေဒီဖန်တီးမှုစွမ်းရည်တွေကိုသူက improve ဖြစ်စေတယ်အဲ့အတွက်ဘဲတန်ကလေးတော်တော်များများကဒီပကြီးနဲ့ဂီးကြိုက်တယ်ပေါ့နော်ဒီတော့ချက်ရှင်မကြတော့ဘဲတန်ကလေးတွေကိုဒီညာတန်ပြောင်းတာကိုတိတ်ပြီးတော့အားမပေးဘူးနောက်တစ်ခုကကြတော့ဒီ၈နှစ်9နှစ်အရွယ်မှာလဲ stable ဖြစ်ပြီးသားအနေအထားတစ်ခုမှလည်းဘဲတန်ကနေပြီးတော့ညာတန်ပြောင်းတာကိုအားမပြိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ်ရှင်